ကျောင်းမဖွင့်ရင်နေ့ရက်လိုမှာဝါဆိုလန်နဲ့တူတူစားလို့ရင်တရက်တာဘယ်လိုကုန်ဆုံးကြမလဲဆိုတာကိုအဲ့ဒါနဲ့တူတူလိုက်ခဲ့ပြကြပါအောင်အဲ့ဒါမနက်ကို6နာရီမထိုးခင်မှာထားတယ်ပြီးတော့မနက်စာစားပါတယ်အဲ့ဒါကမနက်စာစားပြီးတော့ဝါဆိုလန် application ကနေပြီးတော့ chemistry chapter 1ကိုစားလို့ဖြစ်ပါတယ်တခုပြောချင်တာကဝါဆိုလန်မှာကဝိုင်းဆရာဆရာမကြီးကနေစာသင်ပေးတာဆိုတော့ပေါ့နော်စာနားမလည်မာတွေစာမရမာတွေလုံးဝစိုးရင်ကြမလို့ပါဘူးဝါဆိုလန်ကအတန်းတန်းစာအတွက်15လကိုမှ39,500ပဲဆိုတော့ကျောင်းသားတွေအတွက်လည်းလုံးဝတင့်တော်တဲ့ဈေးနှုန်းဖြစ်ပါတယ်ခဏနေလောက်ကြတော့အရန်တို့တွေကတောင်မြုံနာကရွှေပန်းဥယျာဉ်မှာအရန်တို့လဲခဲ့ကြပါတယ်အဲ့ဒီမှာကပန်းနေမျိုးစုံကိုရှိရပေါ့နော်တော်တော်လေးလေးလှပြီးတော့ဓာတ်ပုံတွေရိုက်မယ်ဆိုရင်လည်းလုံးဝလှမဲ့နေရာလေးဖြစ်ပါတယ်အရန်ကအဲ့မှာဓာတ်ပုံတွေတော့မရိုက်ခဲ့ဘူးဒါပေမဲ့ vlog တွေတော့အများကြီးရိုက်ခဲ့ပါတယ်အရန်တို့ရွှေမှာ2နာရီ3နာရီလောက်နေပြီးတော့အိမ်ကိုပြန်ခဲ့ပါတယ်အိမ်ပြန်တော့အရန်တို့ဒီကျုံးထဲကိုဝင်ခဲ့ပါတယ်ကျုံးထဲမှာကညနေဆိုတော့နေလို့ရမ်းကောင်းနေပေါ့နော်အဲ့ဒါနဲ့ကျုံးထဲမှာခဏထိုင်ပါတယ်အိမ်မှာမှုန့်လေးစားပါတယ်ဒါနဲ့အရန်အားလုံးကိုပြောစရာရှိရပေါ့နော်ဝါဆိုလန်မှာအတန်းတွေကိုရောင်းရင်းနဲ့မုံဖိုးတွေယူလို့ရတယ်ဆိုတာကိုအားလုံးသိကြရဲ့လားအရမ်ဆိုရင်ဝါဆိုလန်ကနေအတန်းနေကူရောင်းရင်းနဲ့ပေါ့နော်မုံဖိုးတွေဆိုရင်အများကြီးမှရပါတယ်နောက်ကြရင်အရမ်ကဝါဆိုလန်ကနေပြီးတော့မုံဖိုးတွေဘယ်လိုယူလို့ရလဲဘယ်လိုရလဲဆိုတာကိုအားလုံးကိုဗီဒီယိုတစ်ပုဒ်နဲ့လုပ်ပြမယ်ပေါ့နော်အဲဆိုကျွန်တော်တို့အကျုံးပေးကနေအပြန်ပလုတ်တုံးမှာရေခဲတုပ်ဝင်ဝယ်ကြပါတယ်ဒီ vlog လေးကတော့ဒီလောက်ပါပဲ see you guys in the next video everyone bye bye